ကျွန်တော်ဟိုဘုံမျိုးနဲ့ကြောက်ကစားကိုတွားမယ်ဆိုရင်ဒီနေ့တရားအကြောင်းကိုမဖြစ်မနေလာတင်တယ်လို့ထင်ပါတယ်ဒါတော့ရှေ့ဟောင်းအကြောင်းပါနေ့တရားနဲ့ကိုနေရှိပြီလို့ပြောပါတယ်ဘုံကြီးကတိုင်ပေါင်း119လုံးရှိပါတယ်လုံးနေကြည့်ပဲနော်ဖခင်ရဲ့စင်လူတော်ကတော့ကျွန်တော်ညီဖခင်ဖြစ်ပါတယ်တရားလေးကိုနေတရားလုံးအားလုံးပေါင်းတဲ့တရား19ရှိအဲကြောင့်နေ့တရားတင်တရားကျောင်းလို့ခေါ်တယ်ဘုဘောကဒကမတွေကလူခေါ်တယ်ကျိုးလူရဲ့ကြီးလေးကြီးတယ်ဘာတွေကြီးတော့တင်ကြီးတယ်ကျောင်းကြီးတယ်ဖျားကြီးတယ်အခုကြီးတယ်ဘုဘောဒကမတွေလာကြမှာဒီပြတပီတော်မကြီးတော့ကိုလေးလေးရှိပြီပြတာတမီကူသားပြဟိုတွားပြရှိမတွားနဲ့စိတ်မတီးရှိယူကြည့်တောက်စုပါလိုက်ဘုဘောဒကမတို့ခုမျိုးရှိရခုမျိုးကိုကြီးရတော့ဗျာနော်တရားနဲ့ကိုနေတိုင်လုံးပေါင်းတရားနဲ့ပေါ့ဟမ်တရားတစ်စက်ကိုစင်တွေလာလူသားပေါ့လေရှေ့ဟောင်းလည်းရှေ့ဟောင်းအော်ဒီမင်းရဲ့ငါတို့ငယ်ကစာချက်တဲ့မင်းရဲ့စီကြီးရဲ့တင်းနေရပြီတချို့မယုံဒီပဲဟောဒီအဲ့ဒီTV လေးထိမ့်မရဘူးနော်ဒါတော့ဟိုဘက်နည်းနည်းရင်